nhậnချိန်ခါရောက်ပြန်တော့လေလေဝါရွှေဘရောက်ဝါဘူးခိမ်မှန်လေးနောက်ခါမြူဘရောက်ဘူးလေးတွေမျောရှာနေတဲ့ကြံမိုးလေးရေတင်းညံချိန်ခါရောက်ပြန်တော့လေလေဝါရွှေဘရောက်ဝါဘူးခိမ်မှန်လေးနောက်ခါမြူဘရောက်ဘူးလေးတွေမျောရှာနေတဲ့ကြံမိုးလေးရေဒီနှစ်ခါတူဆုံးမဲ့လို့သူပြောခဲ့တာတွေမန္တလာမြေမန္တတိုင်းမှာရှာလဲမတွေ့ခဲ့ပေရန်ကုန်မှာရှိလေမလားလို့ပြေကရှာဖွေငွေဆောင်ချောင်းသာပသိမ်လဲနံခဲ့ပေပုံရှောင်သူရဲ့ဖွင့်ရှာသူရင်မနွမ်းလာပေမုံညောင်မှာပဲပုံကနေမလားမေရောချောင်းမှာလဲမောင်ကနှံ့ရှာဖွေစင်ကောင်းတောင်ရောက်ပြန်တော့လဲမတွေ့ပါဘူးလေချစ်သူမေရဲ့ခုနမိုင်မမောင်လေးပန်းဖြေဝေမဆိုတဲ့မောင်ရဲ့ချစ်ဦးရဲ့ဘယ်ရဲ့ဒါနေရောက်ပြန်နေတယ်လေလေဝေမဆိုတဲ့မောင်ရဲ့ချစ်ဦးရဲ့ဘယ်ရဲ့ဒါနေရောက်ပြန်နေတယ်လေလေအတားရေးပတ်ခါပြန်ချမ်းလာပေါ်လေမန်းကရှာဖွေငွေရင်ခွင်မောင်ချီဦးလေးရေခါတူဆုံးမဲ့လို့သူပြောခဲ့တာတွေမန္တလာမြေမန္တတိုင်းမှာရှာလဲမတွေ့ခဲ့ပေရန်ကုန်မှာရှိလေမလားလို့ပြေကရှာဖွေငွေဆောင်ချောင်းသာပသိမ်လဲနံခဲ့ပေပုံရှောင်သူရဲ့ဖွင့်ရှာသူရင်မနွမ်းလာပေမုံညောင်မှာပဲပုံကနေမလားမေရောချောင်းမှာလဲမောင်ကနှံ့ရှာဖွေစင်ကောင်းတောင်ရောက်ပြန်တော့လဲမတွေ့ပါဘူးလေချစ်သူမေရဲ့ခုနမိုင်မမောင်လေးပန်းဖြေဝေမဆိုတဲ့မောင်ရဲ့ချစ်ဦးရဲ့ဘယ်ရဲ့ဒါနေရောက်ပြန်နေတယ်လေလေဝေမဆိုတဲ့မောင်ရဲ့ချစ်ဦးရဲ့ဘယ်ရဲ့ဒါနေရောက်ပြန်နေတယ်လေလေအတားရေးပတ်ခါပြန်ချမ်းလာပေါ်လေမန်းကရှာဖွေငွေရင်ခွင်မောင်ချီဦးလေးရေ